နှလုံးသားကိုရစ်ဖွဲ့ခဲ့ပြီးဒီကျိုးလေးအမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွေငယ်အားလွှဲမရနိုင်လို့ဒီနောင်ကျိုးချီနှောင်မစိုးအဆွဲလန်းဟာပြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်များရစ်ဖွဲ့နေလဲဒီနောင်ကျိုးဖြီပါအောင်နောင်ကျိုးလေးတမြင်ရဲ့မင်းကမသိပေမဲ့အိမ်မလာလာမမဲကိုမင်းနဲ့နောင်ကျိုးလေးတမြင်